ဗုဒ္ဓနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ1ရက်နေ့ကနေ9ရက်နေ့အတော်တွင်ကာလမှာရပိုင်ခွင့်တွေလဲဝယ်ပြန်ရမယ်ခက်ခဲတဲ့ကိစ္စတွေပြေလည်အောင်ဖြေရှင်းနိုင်မယ်ရန်အားလုံးကိုကြော်လွှားပြီးဘဝတိုးတက်မှုကိုရမယ်ကိုယ်ပိုင်ရည်တည်ခြင်းနဲ့လုပ်ကိုင်ခြင်းတို့ရဲ့နှစ်သာရကိုကြုံမယ်မထင်မှတ်ဘဲဆောင်ရွက်လိုက်တဲ့ကိစ္စလေးတွေကနေမမျှော်လင့်သောငွေချေးတိုက်တာနဲ့အောင်မြင်မှုလမ်းကြောင်းကိုပေါ်မယ်သူတစ်ပါးနဲ့မတူတဲ့ရှုထောင့်ကနေအငင်းခုန်တွေတိုက်ခံနေကြတဲ့ကိုရွေးချတဲ့လမ်းကြောင်းကနေကိုရှေ့တိုးလုပ်တာနဲ့တိုးတက်တဲ့နေထားကြရောက်မယ်အခြေရေးကံမကောင်းဘူးငွေကြေးကံကောင်းမယ်လက်ပွင့်မယ်တရက်နေ့မှာတိုက်ခံကြမှာတိုးတက်မှုကိုရရှိပြီးလိုရာပြည့်စုံမယ်နှစ်ရက်နေ့ကအရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိမယ်ရန်တိုက်ခံများမယ်တောင်ရက်ကိုတည်သွားစေရနေရှိတတ်တဲ့နေ့12နိုင်နဲ့တနိုင်ခွဲတွင်သွားလာကြည့်ဆက်3ရက်နေ့မှာအလုံးစုံကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်4ရက်နေ့မှာရင်းနှီးသူများနဲ့စကားများတတ်တဲ့ပဋိပက္ခရှိတယ်9ရက်နေ့ကအရာရာဆင်ပြေသောနေထားနဲ့တိုးတက်တဲ့ကံတွေပေါ်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်6ရက်နေ့မှာအခက်ခဲကြားကတိုးတက်မယ်လိုရာပြည့်စုံမယ်အတိုက်ခံတဲ့ဂျုံပြီးမှလိုရာဇာဏပြည့်စုံခြင်းကိုရှုံမယ်မနေ့4နိုင်ခွဲနဲ့6နိုင်တွင်သွားလာကြည့်ဆက်မယ်ရှင်းမြောက်ရက်ကိုတည်သွားစေနေဖြစ်တတ်တယ်9ရက်နေ့မှာကောင်းသောကံပေါ်ပေါက်ခြင်းလိုရာဇာဏပြည့်စုံခြင်းငွေကြေးလုပ်ငန်းဘဝရည်မှန်းချက်အလုံးစုံကောင်းစွာစင်ပြေမှုနဲ့တိုးတက်မှုတွေကိုပေါ်ထွန်းပါလိမ့်မယ်တနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္လာနေ့ကြာသပတေးနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခွန်ကိုကနန်ကျိုးပေးတဲ့အဖြူအစိမ်းမီးကိုရောင်တို့ကိုဝင့်စင်သုံးဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်စပယ်ပန်းဘုရားကလူပူဇော်ပြီးတော့လိုရာဆူတောင်းရင်ဆူတောင်းပြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ကြာသပတေးနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအပြိုင်တိုက်ခံနေနဲ့ထိတ်တိုက်ရင်ဆိုင်ပြီးမှအလိုရှိရာပြည့်စုံမယ်မူလစီစဉ်တာတွေကိုအကောင့်ထဲဖော်ရမှာနှောင့်နှေးမယ်အစီအစဉ်မရှိဘဲပေါ်ပေါက်လာတဲ့ခြေတွေကိုစနစ်တကျလေ့လာသုံးသပ်ပြီးဆုံးဖြတ်ရှေ့တိုးလုပ်ကင်ခြင်းတွေကတော့ထူးထူးခြားခြားအကျိုးပေးလိမ့်မယ်ဂတိပြတ်တဲ့သူတွေနဲ့တွေ့လိမ့်မယ်အခက်ခဲကြတဲ့ကထိုးပေါက်ပြီးရင်လည်းအောင်မြင်တဲ့ခံကြမှာကိုရလိမ့်မယ်ကျမ်းမာရေးချူကြမယ်အန္တရာယ်မရှိဘူးသွားနာသွားကြိုက်ဖြစ်တတ်တဲ့အဆုတ်အေးမိမှုတွေဖြစ်တတ်တယ်ဘေးဥပါတော့ကြာရောက်ခြင်းမရှိဘူးဒီနေ့မှာရံများမယ်အတိုက်ခံများမယ်နှစ်ရက်နေ့မှာအတိုက်ခံကြမှာတိုးတက်မှုရှိမယ်မတော်တဆနေတော့တောင်ရက်ကိုတည်သွားခြင်းဖြစ်တတ်တာကျူးဆန်းရမယ်နေ့7နိုင်နဲ့တနိုင်ခွဲကြသွားလာကျူးဆန်း3ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်တဲ့တောင်းဆိုရရှိနိုင်တယ်အခက်အခဲတွေဖြေရှင်းနိုင်တယ်4ရက်နေ့မှာရှင်ပြိုင်မှုမှသမျှအောင်မြင်ခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်9ရက်နေ့မှာအတိုက်ခံနေကြတဲ့ဘဝလိုရာဆန္ဒပြည့်စုံခြင်းနဲ့တိုးတက်ခြင်းကိုရနိုင်မယ်6ရက်နေ့မှာရံများမယ်တိုက်ခံများမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်မတော်တဆအနေကျူးဆိုင်ရမယ်အရှင်းမြောက်ရက်ကိုတည်သွားစေအနေဖြစ်တတ်တယ်မနေ့4နိုင်ခွဲနဲ့6နိုင်တွင်သွားလာကျူးဆိုင်ရမယ်9ရက်နေ့မှာအတိုက်ခံအလုံးကိုကျော်လွှားမယ်လိုရာဆန္ဒပြည့်စုံမယ်ငွေကြေးကံစီးပွားဘဝကံတိုးတက်မှုအစဉ်စဉ်ကိုရရှိလိမ့်မယ်ကြာသပတေးနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်6ကိုကနန်းနေကျိုးပေးတယ်အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုသုံးဆွဲပြီးလိုရာကိစ္စဆောင်ရွက်ပါအနီရောင်ပန်းပွင့်ဖျားကပ်လူ၍လိုရာဆူတောင်းမှာကျေးဇူးတင်ပါတယ်